စလုံးနှလုံးကိုရောနေတော့မယ်လားလိတ်နဲ့ lately ကကြည့်ရင်ဆင်ပေမဲ့အသုံးနှုန်းတွေကကွဲပြားရယ်နော်လေ့လာကြည့်အောင် late ဆိုတာကအားလုံးသိကြတဲ့အတိုင်းအချိန်မီမဟုတ်တာနောက်ကျတာကိုဆိုလိုတယ် I'm late for class ကျွန်တော်အတန်းနောက်ကျရယ်အတန်းစပြီးမှရောက်လာတာပေါ့နော် He was late to the meeting သူအစည်းအဝေးကိုနောက်ကျရယ်သူအချိန်မမီဘူးပေါ့ Don't be late tomorrow မနက်ဖြန်နောက်ကျမနေနဲ့ lately ဆိုတာကမကြသေးမီကလွန်ခဲ့တဲ့ရက်အနည်းငယ်ဒါမှမဟုတ်ရက်တသက်ပတ်အနည်းငယ်အတွင်းကိုဆိုလိုပါတယ်ဒါဆိုရင်ဥပမာလေးတွေနဲ့လေ့လာကြည့်အောင် Lately I've been busy အခုတလောကျွန်တော်အလုပ်များနေရယ် I haven't seen her lately မကြသေးမီကသူမကိုကျွန်တော်မတွေ့ခဲ့ဘူးပြီးခဲ့တဲ့ရက်တသက်ပတ်အနည်းငယ်အတွင်းမတွေ့ရမျိုးပြောတာပါသိပြီဆိုတော့ဒီမိကိုလေးဖြည့်ကြည့်လိုက်နော် I'm blank for work I'm late for work blank I've been tired lately I've been tired နောက်ဆိုရင်ဒီနှလုံးကိုမရောနဲ့တော့နော်အင်္ဂလိပ်စာက force case ပဲအရေးကြီးအောင်မဟုတ်ဘူးနော် grammar ကလည်းအရေးကြီးအောင်မို့အခြေခံအစပြီးလေ့လာခြင်းတော့စာရ app ကိုအခုပဲ download လုပ်ထားလိုက်ပါ